ဘာမဟုတ်တဲ့ပန်းတဲ့သမီးကိုမင်းကတရားလွန်ပြီးကျုံကိုဂုံမြောက်တော်ကောက်မလို့လားဟမ်ပြောစမ်းငါ့ကိုထွက်ခေါင်ဝင်မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူး မဖြစ်နိုင်လားမမေရဲ့ဆန်ကဖြစ်နေတာရင်းမာရဲ့ဘဝပါ တော့နင်ကဘာမှတမ်းမပြောနဲ့နင်ကလုံးဝတမ်းမပြောနဲ့အဲ့ဒီဘိုက်ထက်ကလေးကိုငါလူဖြစ်ခွင့်မပေးဘူး ဗျာစမ်းလိုက်လားမမေ နင့်ကိုလည်းငါဒီမှာမထားဘူးနိုင်ငံခြားပို့ဖြစ်မယ် မတော်ဘူးရင်းမာကိုခွဲပြီးသားဘယ်တော့မှမတော်ဘူး သွားရမယ် အချစ်တော်နဲ့တောက်အပြစ်ပေးတဲ့သဘောလား အေးအပြစ်ရှိတယ်လို့နားလဲဆိုရင်ချမှတ်မဲ့အပြစ်တောင်ရဲရဲကြီးနာခံရမှာပေါ့ကွ လုံးဝမတရားဘူး မင်းမှတ်ထားမင်းမှတ်ထားငါတို့မျိုးရိုးအစင်လာခုံတိတ်ခေါင်ထိပါလာတဲ့ဘသူမဆိုငါရဲ့ရန်သူပဲ